Hello တာဗျာအဖေဘာဖြစ်လို့လဲငါသားအဲ့ဒီမှာအစင်ကိုပြေးရလားဟုတ်စင်းပြေပါတယ်အဖေရဲ့အစင်မပြေရင်လည်းရွာကိုပြန်လာခဲ့ပါလားတာရဲ့ဒါရွာကိုဘာပြန်လုပ်ရမလဲအဖေရဲ့နိုင်ငံကြီးကမကောင်းတာနဲ့အဖေကိုတစ်ခါတော့ကျေးဇူးမဆက်ချင်ဘူးလားငါသားရဲ့ဘယ်လိုကျေးဇူးဆက်ရမှာလဲအဖေရဲ့ဒါလေးရတဲ့လာစားလေးတွေလာတိုင်းဖေကိုပူပေးနေတာပဲလေမလောက်ပါဘူးကွာမင်းပိုးတဲ့ပတ်စံသုံးလို့မလောက်အဲ့ဒါဒါပြန်လာပြီးဘာလုပ်ရမှာလဲအဖေရဲ့အခုလေအဖေတို့ရွာမှာစစ်ထဲဝင်လို့ရှိရင်တယောက်ကို380ရမယ်ငါသားရဲ့ဗျာတယောက်ကို380ရတယ်ဟုတ်လားဖေဟုတ်တယ်အဲ့ဒါငါသားစစ်ထဲဝင်လိုက်ပါလားကွာဒါဆိုဒါစစ်ထဲဝင်ရမှာပေါ့ဒုက္ခပါပဲအဖေယာအဖေကိုတစ်ခါတော့ကျေးဇူးဆက်ဆမ်းပါငါသားယာဒုက္ခပါပဲဗျာ